တာရင်တော့ဆာလောက်ရတာပြင်းတယ်လေအခုကြတော့တိတ်မပြင်းတော့အရင်တော့နေ့တိုင်းစာမလုံးချင်လို့ဆိုပြီးတော့ငိုတာလေအခုကြတော့တိတ်မငိုတော့တိုင်းနာမည်ကတက်တိုင်းအသက်က6နှစ်နဲ့10လတကယ်ချင်းနေရ Richard Temple Caleb Coach Maya Coach Day တာမနဲ့9နိုင်ထားမယ်လို့လုပ်ကြတာဒါခါကြရင်နည်းနည်းတော့ကြော်ရတာပေါ့တစ်ခါပဲကြော်တာတစ်ခါကြရင်9နိုင်ထားသွားအဲ့ဒါမောက်စားတယ်ဒါအလဲကြီးမစားဦးတဲ့အလို့ကြောင်းသွားမှုလုပ်တယ်ပြီးတော့ထဲလာရေမှုထဲလာတော့ပြီးတော့တာဖက်နဲ့စီးတယ်အားကြည့်လဲအင်းကြည့်လဲတယ်အဲ့ဒါနဲ့တာသွားတာတစ်ခါကျရင်တော့တာအဲ့ရမလို့ရတာမေလုပ်ပေးတာအရင်တော့တာစာသိမ့်မလုပ်ချင်ဘူးလေဘာကြောက်လဲဆိုတော့ငါနဲ့4နှစ်လောက်ဆိုရင်ကိုပူတယ်ကူကြတော့မကိုပူတော့တာစာပဲလုပ်တော့တာဆက်ခရလဲနည်းနည်းပဲကြည့်တော့တယ်အရင်တော့အများကြီးကြည့်တာဘာကြောင့်လဲဆိုတော့ဒါမျက်လုံးပြတ်မှကြောက်လို့အရှင်မှာကောင်းတဲ့အရှင်လုံးလိုက်တာအားကြောင့်ကိုရီဆိုင်ရလိုက်ဒါရင်တော့ဘတ်အရှင်လုံးတဲ့အဲ့ဒါကြောင့်ဒါအရင်တော့ဘတ်ရီဆိုင်ရတာဘာကြောင့်လဲဆိုတော့အရင်တော့ငိုရတယ်လေအခုကျတော့တိတ်မငိုရတော့အခုပို့ပြီးတော့ကောင်းသွားတယ်ခံစားရတယ်ပြီးတော့ပို့ပြီးတော့ပျော်အရင်ကပျော်သွားတယ်ခေါ်ရှာပါတယ်တရားရှိရဆိုတော့ be responsible be kind be a small cycle big cycle feeling stop and think ဘာလဲကြိုက်လဲဆိုတော့ color ရောကြိုက်တယ်ပြီးတော့ small cycle big cycle ကြိုက်တယ်ပြီးတော့ I must say ကြိုက်တယ် win ကြိုက်တယ်အဲ့ဒါအဲ့တော့ကူပါပဲwin တော့ fair ဖြစ်သွားတယ်တကယ်ချင်းအား football ကန်နေတယ်တခြားတကယ်ချင်းအား draw လုပ်နေတယ်ဟိုဘာကလည်း30 minute ဟိုဘာကလည်း30 minute လောက်လာညီမျှသွားတာလေသူက30 minute လောက်သူက30 minute လောက် fair ဖြစ်သွားတယ်အဲ့ဒါဆိုရင်မလုပ်တော့ဘူးငါအဲ့လိုပဲလုံးလို့ပြောလိုက်တယ် bye